အားလုံးရှုနာမနဲ့မင်္ဂလာပါတဖန်ပြန်လည်ပြီးတော့တွေ့ဆုံရတဲ့အတွက်ကြောင့်ကျေးဇူးတော်ချီးမွမ်းတယ်ကျွန်တော်ဒီကဘာမြေကြီးရဲ့အခြေအနေကိုကြည့်တဲ့အခါမှာနောက်ဆုံးတော့ကာလကိုရောက်ရှိနေပါပြီအဲ့တော့မကြာခင်မှာယေရှုခရစ်တော်ကိုယုံကြည်တဲ့သူတွေကိုချီဆောင်မှုအတွက်ချီဆောင်ခြင်းလာဖို့ရှိပါတယ်အဲ့တော့ချီဆောင်ခြင်းလာတဲ့အခါကျရင်ဘယ်လိုလူတွေကိုချီဆောင်မှလဲအခုဒီဗီဒီယိုကိုကြည့်ရှုနေတဲ့မိတ်ဆွေတင်ရောချီဆောင်ခြင်းအတွက်အဆင်သင့်ဖြစ်ပြီလားတကယ်လို့တင်နေတဲ့အဆင်သင့်မဖြစ်သေးဘူးလို့ခံစားနေရတယ်ဆိုရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်သွားပါတင်အတွက်တစ်စုံတစ်ခုအကျိုးရှိမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်တက်ကောခန်းကြီး15အငယ်50တက်ကနေ50နဲ့4ထိကျွန်တော်ကြည့်တဲ့အခါမှာပေါလုကဗာပြောလဲငါတို့ရှိသမျှတွေအိပ်ပျော်ရကြမည်မဟုတ်ဘူးနောက်ဆုံးတော့သဘောမဟုတ်တဲ့အချိန်မှာတက်ရှိထင်ရှားရှိနေတဲ့ကျွန်တော်တို့ကဝိညာဏကိုခန္ဓာဖြစ်ပြောင်းလဲသွားပြီးတော့ခြေဆောင်ခြင်းခံရမယ်အဲ့တော့တေပြီးတဲ့သူတွေကြတော့မပုတ်နိုင်တဲ့ကိုခန္ဓာဖြစ်ပြန်လဲပြီးတော့ရှင်ပြန်ထားမြောက်မှာဖြစ်ပါတယ်အဲ့တော့ဒီဒါကပထမရှင်ပြန်ထားမြောက်ခြင်းဖြစ်ပါတယ်နောက်ဆုံးတော့သဘောမဟုတ်တဲ့အချိန်မှာရှင်ပြန်ထားမြောက်တဲ့ရှင်ပြန်ထားမြောက်ခြင်းကပထမရှင်ပြန်ထားမြောက်ခြင်းဖြစ်ပြီးတော့ထိုရှင်ပြန်ထားမြောက်ခြင်းမှာပါဝင်ရတဲ့သူတွေကတော့မင်္ဂလာရှိတဲ့သူတွေများဖြစ်ပါတယ်အဲ့တော့ဒီပထမရှင်ပြန်ထားမြောက်ခြင်းမှာရှင်ပြန်ထားမြောက်တဲ့သူတွေကဘယ်လိုလူတွေလဲလို့ပြောတဲ့အခါမှာတန်ရှင်တော်သူများဖြစ်ပါတယ်ယေရှုခရစ်တော်ရဲ့အတွေးတော်အဖြစ်အပြည့်ရှိမြတ်စေကြောခြင်းခံရတဲ့တန်ရှင်သူများဖြစ်ပါတယ်ဗျာဒိတ်ကျအခန်းကြီး20အငယ်9ထဲမှာကျွန်တော်ဖတ်ကြည့်မယ်ဆိုရင်တွေ့နိုင်ပါတယ်အဲ့တော့တန်ရှင်တော်သူမဟုတ်တော့သူများကဲတင်ခြင်းမရရှိတဲ့သူတွေကပထမရှင်ပြန်ထားမြောက်ခြင်းမှာမထားမြောက်ပါဘူးသူကတော့နောက်ဆုံးနှစ်တစ်ထောင်ကုန်မှာပြန်လဲပြီးတော့ရှင်ပြန်ထားမြောက်မှာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီရှင်ပြန်ထားမြောက်ခြင်းမှာဝင်စားရတဲ့သူတွေကတော့မင်္ဂလာမရှိပါဘူးဘာကြောင့်လဲသူတို့ဟာတရားစီရင်ခြင်းကိုခံဖို့အတွက်ပလင်ဖြူတရားစီရင်ခြင်းမှာသူတို့ရက်လာပြီးတော့တရားစီရင်ခြင်းကိုခံရမှာဖြစ်ပါတယ်ထို့သူတွေကကဲတင်ခြင်းမရရှိတဲ့ဝိညာဉ်တွေဖြစ်ပါတယ်အဲ့တော့ပထမရှင်ပြန်ထားမြောက်ခြင်းမှာဝင်စားရတဲ့သူတွေကတော့မင်္ဂလာရှိတော့သူထိုထဲမှာပါဝင်ရတဲ့သူပထမရှင်ပြန်ထားမြောက်ခြင်းမှာပါဝင်ရတဲ့သူတွေကတော့ယေရှုခရစ်တော်ရဲ့အတွေးတော်သူ့တငယ်ရဲ့အတွေးတော်အဖြစ်မိမိရဲ့အပြစ်ရှိတဲ့မြောက်စေကြောခြင်းခံရတဲ့တန့်ရှင်းသူတွေဖြစ်တယ်ဆိုတဲ့အကြောင်းဗျာဒိတ်ကျအခန်းကြီး25ထဲမှာကြည့်မယ်ဆိုရင်ကျွန်တော်တွေ့နိုင်ပါတယ်ချစ်တော်ညီကောင်မောင်နှမတို့အဲ့တော့ကျွန်တော်ဟေဘရဲအခန်းကြီး9အငယ်20နဲ့8ထဲမှာကြည့်တဲ့အခါမှာယေရှုခရစ်တော်ကအပြစ်အတွက်တစ်ခါသူပူဇော်ပြီးပြီပထမတစ်ချိန်မှာယေရှုခရစ်တော်ဤလောကမှာကြွလာတာကအပြစ်ကိုဖြေရှင်းဖို့အတွက်ဖြစ်ပါတယ်အဲ့တော့ယေရှုခရစ်တော်ကအပြစ်ကိုလက်ဝါးကားတိုင်းမှာဖြေရှင်းပြီးဖြစ်ပါတယ်ပထမတစ်ချိန်လာတဲ့အခါမှာအဲ့တော့ကျွန်တော်ကဒီဟေဘရဲ9:20နဲ့8ထဲမှာကြည့်တဲ့အခါမှာအပြစ်အတွက်ယေရှုခရစ်တော်တစ်ခါပူဇော်ဖြေရှင်းဖို့အတွက်ယေရှုခရစ်တော်တစ်ခါပေါ်ထွန်းပြီးပြီယေရှုခရစ်တော်ဒုတိယအချိန်လာအောင်မယ်ချီဆောင်မယ်ဒါပေမဲ့အဲ့ဒီခါကျရင်အပြစ်နဲ့မဆိုင်မဲနဲ့ပေါ်ထွန်းမှာဖြစ်ပါတယ်ကိုရောကိုမျောလင့်နေတဲ့တန့်ရှင်းသူကိုပဲချီဆောင်မယ်ဆိုတဲ့အကြောင်းဟေဘရဲအခန်းကြီး9အငယ်20နဲ့8ထဲမှာကျွန်တော်တွေ့နိုင်ပါတယ်အဲ့တော့ချစ်တော်မိတ်ဆွေယေရှုခရစ်တော်က